ဟုတ်ပြီပေါ့နော်အခုလို follower 1000ပြည့်အောင်မနေ့ရုံးကက်နေရတဲ့လူတွေအတွက်2နိုင်အတွင်းမှာ follower 300ကျော်စီရမယ်ပေါ့နော်အဲ့ဒီနီလန်ကပါလဲဆိုလို့ရှိရင်ဟိုဘက်ဗီဒီယိုမှာတွားပြီးတော့ပြပေးမယ်ပေါ့နော်ဗီဒီယိုကိုတော့နောက်ဆုံးထိကြည့်ဖို့တော့တောင်းဆိုချင်တယ်ရှင်တီးတဲ့လူတွေကတော့ကြော်သွားလို့ရတယ်မတိသေးတဲ့လူတွေအတွက်တော့လာပြီးတော့ပြောပြပေးရတော့ပါဒီလိုမျိုးကိုကစူးစမ်းနေတဲ့လူဆိုလို့ရှိရင်ကိုကလည်းပို့ပြီးတော့တင်ပေးဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့စိတ်မနစ်ပါနဲ့အခု follower 300ပြည့်အောင်ဒီနေ့တစ်ရက်အတွင်း300ပြည့်အောင်မနေ့ဖြန်600เนาะတပတ်ခါဆိုလို့ရှိရင်1000ပြည့်သွားပြီပေါ့နော်ကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့အဆုံးထိကြည့်တော့ပါပြပေးမယ်ပေါ့နော်တွားပြီးတော့ကြည့်ကြရအောင်ပထမအဦးဆုံးပေါ့နော်ကိုရဲ့အကောင့်ထဲဝင်ပြီးသွားပြီဆိုလို့ရှိရင်ယူလေးကိုလာပြီးတော့ follow လုပ်တဲ့လူတွေကိုတွားပြီးတော့ follow လုပ်ရှင်ဒီလားဘာလို့အဲ့လိုမျိုးပြောတာလဲဆိုလို့ရှိရင်เนาะဒီယူလေးကိုလာပြီးတော့ follow လုပ်ထားတဲ့လူတွေကျတော့ TikTok shop နဲ့ပတ်သက်တဲ့ဟာတွေကိုလာပြီးတော့ follow လုပ်ထားတဲ့လူတွေပေါ့နော်ကိုရဲ့ idol ပေါ့နော်အဲ့ဒီသူတို့နားမှာတွားပြီးတော့ follow လုပ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ fan တွေက TikTok shop မလုပ်တဲ့အတွက်သူတို့က follow back ပြန်ပေးခြင်းမှာပေးမှာပေါ့နော်အဲကြောင့်မလို့เนาะရှင်တို့တွေပေါ့နော် follow မြန်မြန်တိုးခြင်းတယ်ဆိုလို့ရှိရင်เนาะဒီယူလေးရဲ့အကောင့်ကိုfollow လာလုပ်တဲ့လူတွေကိုတွားပြီးတော့ follow လုပ်ပါလို့ပြောချင်ပါတယ်ရှင်ဒီ follow လုပ်သူထဲမှာတော့နှိပ်သွားမယ်ပေါ့နော်နှိပ်ပြီးသွားဆိုလို့ရှင်ဒီမှာသူလား follow လုပ်ထားသူလား follow လုပ်ထားအဲ့လိုမျိုးကိုကလှုပ်လိုက်ပြီဆိုလို့ရှင်အယောက်30ကို follow သွားလုပ်ရမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုလို့ရှင်ပေါ့နော်အဆင်ပြေပါပြီပေါ့နော်အကုန်လုံးကသူ့ဟာနဲ့သူ follow တွေတိုးလာမယ်ပေါ့နော်ယုံလေးလည်းအရင်တော့ဒီပုံစံနဲ့ပဲသွားလုပ်တဲ့လူဆိုတော့လေအဲကြောင့်မလို့ကိုလုပ်တဲ့နီးလန်းအတိုင်းလာပြီးတော့ပြောပြပေးတာပါတကယ်လဲ follower တိုးပါတယ်ရှင်เนาะအားလုံးပဲအဆင်ပြေကြပါစေပေါ့နော်